တောင်းရွှေကြီးကြီးကြီးမားမားမပေးရဘဲနဲ့ဈေးနှုန်းသင့်တဲ့လောက် United အတွက်အရန်ကိုအကျိုးဖြစ်မဲ့အပြောင်းရွှေတစ်ခုဖြစ်တဲ့ Yuri Tielemans ရဲ့အပြောင်းရွှေအပေါ် Tielemans ဘာတွေလုပ်နိုင်လဲ Tielemans ရဲ့ခြေစွမ်း Manchester United အသင်းဘက်ကိုဘယ်လောက်ထိအကျိုးပြုနိုင်မလဲဆိုတာကိုဒီဗီဒီယိုမှာသုံးသပ်ပေးသွားမှာဖြစ်ပါတယ်။ Yuri Tielemans ကခေါင်းဆောင်ဗီဇနဲ့မွေးဖွားလာတဲ့ player တယောက်လို့ပြောရင်လည်းမမှားပါဘူး။အသက်22နှစ်အရွယ်တဲ့က Anderlecht အသင်းမှာအသင်းကောင်းဆောင်ဖြစ်တောင်းယူခဲ့တဲ့ player တယောက်ဖြစ်ပြီးတော့ Leicester မှာလည်းအသင်းကောင်းဆောင်လက်ပတ်ကိုဆက်ပြီးတောင်းယူနိုင်ခဲ့တယ်။လက်ရှိလည်း Belgian အသင်းရဲ့အသင်းကောင်းဆောင်ဖြစ်နေပြီးတော့ Belgian မှာဆိုလို့ရှိရင် Kevin De Bruyne, Thibaut Courtois, Munier တို့နဲ့ Lukaku တို့လိုဝါရန် player တွေကိုကြော်ပြီးတော့မှ Tielemans ကအသင်းကောင်းဆောင်ဖြစ်တောင်းယူထားတာဖြစ်တယ်။ဒီတော့ United အသင်းမှာတကယ်ကိုလိုအပ်နေတဲ့ leadership တယောက်ကွင်းလယ်ကိုအကောင်းဆုံးထိန်းချုပ်နိုင်ပြီးတော့တစ်ဖက်အသင်းကွင်းလယ်ကိုစိုးမိုးဖို့စူးစမ်းမယ် United အသင်းရဲ့ကစားကွက်မှာတကယ်ကိုအကောင်းဆုံးအကျိုးပြုနိုင်တဲ့ playmaker တယောက်လို့ပြောရင်လည်းမမှားဘူး။ Yuri Tielemans စီကနေ United အသင်းအဝေးကန်ချက်တွေရမယ်။ဘောလုံးနဲ့တသားတဲ့တစ်ဖက် area တွေကိုဆွဲဝင်တဲ့ progressive run တွေအထူးသဖြင့်အသင်းကြီးတစ်သင်းအနေနဲ့တစ်ဖက်အသင်းရဲ့ကွင်းလယ်ကိုစိုးမိုးဖို့စူးစမ်းတဲ့အခါမဖြစ်မနေလှုပ်ဆောင်ရမယ့် positional awareness တွေကို Yuri Tielemans ကအကောင်းဆုံးဖြည့်ဆည်းပေးပါလိမ့်မယ်။ Aston Villa အသင်းနဲ့ပြသခဲ့တဲ့ခြေစွမ်းတွေအရဒီ player က Champions League မှာရော Premier League နှစ်နေရာစလုံးမှာအကောင်းဆုံးအသင်းအတွက်အကျိုးပြုနိုင်ပြီးတော့အသစ်ဝယ်ယူထားတဲ့ Andre Santos နဲ့တွဲပြီး United ကွင်းလယ်ကိုဘယ်လိုပုံဖော်မလဲ Michael Carrick စိတ်ကြိုက်တိဆောက်ချင်နေတဲ့ကွင်းလယ်ပုံစံအသစ်မှာ Bruno Fernandes ကဆက်ပြီးနေရာရနိုင်ပါမလားအထူးသဖြင့်တစ်ဖက်အသင်းကိုအသားစီးကစားရတော့မယ့်အချိန်တစ်ဖက်အသင်းကခံစစ် low block mid block တွေဆော့နေတဲ့အချိန်မှာဆိုရင်အနည်းငယ်ရုန်းကန်ရလေးရှိတဲ့ Bruno Fernandes ရဲ့နေရာကို Manchester United အပြောင်းလဲလုပ်မှာလားဒါကတော့ Yuri Tielemans ပေါ်အများကြီးသက်ဆိုင်နေပါတယ်Yuri Tielemans သာတကယ်လို့ Bruno Fernandes ရဲ့နေရာမှာဝင်ကစားပေးဖို့အတွက်ဆိုရင်သေချာပေါက် Bruno Fernandes ကဒီယာဒီမှာ Galatasaray နဲ့ထွက်နေတဲ့အတန်တိုင်းအသင်းပြောင်းသွားဖို့များနေပြီးတော့အဆိုပါနေရာအတွက်လူငယ်ခြေတက်ထဲကတယောက်ကို Manchester United ဝယ်ယူဖို့ရှိပါတယ်။ United အသင်းအနေနဲ့ဒီနှစ်အပြောင်းရွှေ့မှာဆိုလို့ရှိရင် Yuri Tielemans, Andre Santos တို့အပြင်ကိုမှနောက်ထပ်ကွင်းလယ်ကစားသမားတွေကိုထပ်ကြည့်နေပြီးတော့အဆိုပါကစားသမားတွေထဲမှာဆိုရင် Manu Kone, Fulham ရဲ့ center back နဲ့Real Madrid ရဲ့ Tchouameni တို့ကိုချိန်ရွယ်နေတာတွေ့ရတယ်။ Tchouameni ကိုသာရခဲ့မယ်ဆိုရင် Tchouameni Tielemans ဆိုတဲ့ကွင်းလယ်ကတစ်ဖက်သင်းကွင်းလယ်ကိုကောင်းကောင်းအသာစီးယူဖို့အတွက်လုံလောက်တဲ့အင်အားလို့ပြောလို့ရတယ်။ဒီတော့ Yuri Tielemans ကို United ဈေးသက်သက်နဲ့ရလိုက်တာကအသင်းအတွက်အများကြီးထောက်ကူဖြစ်ပြီးတော့တကယ်ကို smart ကြတဲ့ပြောင်းရွှေ့တစ်ခုလို့ကျွန်တော်တို့လက်ခံရမှာဖြစ်တယ်။အရင်နှစ်တွေကလို့တစ်ဖက်အသင်းတိုက်စစ်စင်သမျှကိုခံစစ်ဆော်ပြီးတော့မှ counter transition နဲ့ဂိုးသွင်းဖို့ပဲကြိုးစားနေတဲ့ United ပုံစံမျိုးကိုကျွန်တော်တို့တွေထပ်ပြီးမြင်ရမှာမဟုတ်တော့ဘူး။အထူးသဖြင့်ကွင်းလယ်မှာဘောလုံးကိုကင်ထားပြီးတော့တစ်ဖက်အသင်းကိုအသာစီးယူရမယ့်အချိန်မှာဆိုရင် position နဲ့ one နဲ့ကောင်းကောင်းကစားနိုင်တဲ့ center back တို့လို player တွေဒါမှမဟုတ် Tchouameni နဲ့ Yuri Tielemans ဆိုတဲ့အတွေ့အကနေရလာနိုင်တဲ့တစ်ဖက်အသင်းရဲ့ကွင်းလယ်စိုးမိုးမှုတွေက United အသင်းကိုအသင်းကြီးတစ်သင်းအနေနဲ့ပြန်ပြီးမြင်ရဖို့ရှိပါတယ်။ Michael Carrick အဓိကဆုံးဖြတ်ချက်ချရမှာကသူ့ရဲ့လက်ရှိသူပုံဖော်နေတဲ့ကွင်းလယ်ကစားကွက်အသင်းမှာ Bruno Fernandes ကိုဆက်ပြီးအားကိုးမှာလားဒါမှမဟုတ်လုံးဝအလုံးစုံအပြောင်းလဲအနေနဲ့အရင်ကစားသမားဟောင်းတွေဖြစ်တဲ့ Bruno Fernandes, Casemiro, Ugarte တို့၃ယောက်စလုံးကိုလက်ရှိအသစ်ဝယ်ထားတဲ့ Andre Santos, Yuri Tielemans နောက်ရောက်လာမယ့်ကစားသမားတစ်ယောက်နဲ့လုံးဝပြောင်းလဲလိုက်မလားဆိုတာကိုကျွန်တော်တို့ဆက်လက်စောင့်ကြည့်လိုက်ရအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ